အရဟံပူဇော်တတ်တယ်သမ္မာသမ္ဗုဒ္ဓောအမှန်ကန်ကိုယ်တိုင်သိတယ်ဝိဇ္ဇာသရဏသမ္မနောအကျင့်တရားအသိပညာအကျင့်တရားနဲ့လည်းပြည့်စုံတယ်သူကတော်တရားတော်နဲ့ပတ်သက်ပြီးအောင်မြင်ပါရောက်ပြီးဖြစ်တယ်သို့မဟုတ်ပြည့်ကင်းသောစကားကိုမိန့်ကြားလေးရှိတယ်ဟုတ်လောကဝိတုလောကအကြောင်းကိုကောင်းကောင်းသိသူဖြစ်တယ်အနုတ္တရောပုရိသဓမ္မတာရတိဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ကိုဆုံးမတဲ့နေရာမှာတော့ထိတ်တန်းပုဂ္ဂိုလ်ဖြစ်တယ်တတ္တရိဝပနုဿနာလူရိနတ်တွေရဲ့ရှစ်ဆောင်ရှစ်ရွပြုတဲ့ဆရာသမားဖြစ်တယ်ဘုရားမိမိကိုယ်တိုင်သစ္စာလေးပါးကိုသိပြီးသူတစ်ပါးကိုလည်းသိအောင်ဟောပြောနိုင်သူဖြစ်တယ်ဘဂဝါဘုံကံကြီးမားသူဆရာကြီးဖြစ်တယ်လို့